ဒါကတော့ထပ်ပြီးတော့တင်ပေးပါအောင်ဆိုလို့ပုံစံနည်းလေးတွေတင်ပေးလိုက်တာပါရှင်ဒီထဲမှာတော့ရှေးတဝါလေးတွေကိုအဓိကအဖြစ်တင်ပေးထားပါတယ်ပြီးတော့ကျွန်မကိုမေးထားတဲ့ထဲကလေဒီဟာလေးတွေကိုဆွဲပြီးတဲ့အခါမှာနိုင်ရန်ကတ်မယ်ဆိုရင်တဲ့ဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲတဲ့ကြာရှည်ခံအောင်လို့ပေါ့နော်အဲ့တော့လေနိုင်ရန်ကတ်လို့ရှိရင်ကျွန်မတို့ကဆိုင်ရေးကရိယာဆိုင်တွေမှာဒီပုံဆွဲတဲ့ဂတ်ထုပြားအကြီးတွေဝယ်လို့ရတယ်ရှင်2ပေ3ပေ site တွေလေအဲ့ဒီ site တွေရှိတယ်အဲ့မှာကိုကအရင်ဆုံးအကွက်ချလိုက်ပေါ့နော်2ပေ3ပေဆိုရင်ကိုကခေါင်းစဉ်ကဘာခေါင်းစဉ်ကိုဆွဲမှလဲအဲ့ဒီခေါင်းစဉ်ပေါ်မှာမူတည်ပြီးတော့ဘယ်နှပုံထည့်မလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဒီထဲမှာအကွက်ချပြီးတော့6ခွက်ရမလား10ခွက်ရမလားပေါ့နော်အဲ့လိုမျိုးအကွက်လေးတွေချပြီးတော့ဒီပုံလေးတွေကိုထည့်ဆွဲအဲ့ဒီဒီဂတ်ထုပြားကိုဘေးပတ်လေကနေပြီးတော့ကျမတို့တိတ်ကလေးတွေကတ်လိုက်တယ်ဆိုလို့ရှိရင်နိုင်ရန်မှာကတ်ဖို့အတွက်အဆင်ပြေသွားပါလိမ့်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ကြာရှည်လဲအသုံးပြုလို့ရမယ်ကိုယ်တိုင်လှုပ်ထားတဲ့တင်ထောက်ကူလေးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကနိုင်ရန်မှာဘလို့ကတ်ရင်ကောင်းမလဲမေးထားတဲ့သူတွေအတွက်ပြပေးရပါရှင်အဲ့တော့နောက်ထပ်ကြတော့ကျမကအကြံလေးပေးချင်တာကဒါလေးတွေကိုဆွဲတယ်တဲ့ဆွဲတဲ့အခါမှာခလေးကလိုက်မဆွဲတတ်သေးရင်ဘလို့လုပ်ရမလဲပေါ့နော်ခလေးကတော့လေချက်ချင်းကိုကဒီပုံအတိုင်းဆွဲပြလိုက်ရင်လေလိုက်မဆွဲတတ်ဘူးရှင်အဲ့တော့ဒီမှာတဆင်ချင်းဆွဲသွားတဲ့အဆင့်လေးတွေအတိုင်းကျမပြောထားတယ်ဗီဒီယိုလေးကို pass လုပ်ပြီးရင်ကိုကအရင်တဆင်ချင်းလေးကိုအရင်ကျင့်ထားပေါ့နော်ပြီးတော့မှခလေးကိုအဲ့ဒီတဆင်ချင်းအတိုင်းတင်မှခလေးကတင်လို့ရမှာပါရှင်ဒီပုံအတိုင်းပုံပြည့်ဆွဲလိုက်တာကိုလိုက်ကူးဆွဲရင်တော့ရတဲ့ကလေးလည်းရှိမယ်မရတဲ့ကလေးလည်းရှိမယ်ပေါ့နော်အဲ့တော့အကုန်လုံးတပြေးညီရဖို့ဆိုရင်တော့တဆင်ချင်းလေးဆွဲတာကအားလုံးကိုပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါရေတရဝါလေးတွေရောကုန်းတရဝါလေးတွေရောပြပေးထားတာဖြစ်တဲ့အတွက်တင်ထောက်ကူလုပ်ဖို့အတွက်ကိုအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့အယောင်ချဲတာတွေအတွက်လည်းဘာတွေသုံးရမလဲဆိုတော့ကျွန်မအရင်ဗီဒီယိုတွေမှာလည်းပြထားပါတယ်ဒီအရွယ်ကလေးတွေအတွက်ကတော့ဖျောင်းခဲနဲ့ရောင်စုံခဲနဲ့ဆော့ပင်ထားအကောင်းဆုံးပါပဲရှင်ရေကြီးရစီကြီးရတော့အသုံးမပြုသေးတာပို့ပြီးတော့ကောင်းပါတယ်ရှင်အခုဒီမှာဆွဲထားပေးတဲ့ပုံစံလေးတွေကကလေးတွေအတွက်လက်တွေ့အသုံးဝင်မဲ့ပုံစံလေးတွေပဲဆွဲပေးထားတာဖြစ်လို့ဆရာမတွေအနေနဲ့ live ဆွဲကျင့်ထားတာပို့ပြီးတော့ကောင်းပါတယ်နော်နောက်ရက်တွေကြာလို့ရှိရင်တော့ကျွန်မကကိုယ့်ရဲ့အိမ်မှာအသုံးပြုလို့ရတဲ့ပစ္စည်းပေါ့နော်အဲ့ဒီပစ္စည်းတွေနဲ့ဒီတင်ထောက်ကူလေးတွေဘယ်လိုလုပ်ပြီးတင်လို့ရမယ်ဆိုတာလေးကိုထပ်ပြီးတော့ပြောပေးသွားပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ပုံစံအမျိုးမျိုးနဲ့ဆွဲပြထားတဲ့တရိษံလေးတွေကိုတွေ့မှာပါအရင်နေ့တွေကလည်းဒီလိုတရိษံလေးတွေပါပါတယ်ဒါပေမဲ့ဆွဲတဲ့ပုံစံချင်းမတူသလိုအယောင်ချဲထားတဲ့ပုံစံနဲ့မတူတာကိုတွေ့မှာပါရှင်အဲ့ဒါဆိုလို့ရှိရင်ဒီပုံလေးတွေကိုကြည့်ပြီးတော့ကိုလိုချင်တဲ့အနေအထားအတိုင်းပေါ့နော်တပုံနဲ့တပုံကခွေးပုံချင်းအတူတူတောင်မှမတူတာတွေရှိတာဆိုတော့လေအဲ့တော့ဒါလေးတွေကိုကြည့်ပြီးတော့ဆွဲရဲဆိုရင်အဆင်ပြေမှာပါအားကြောင့်မလို့ကျွန်မကဒါလေးတွေကိုတင်ပေးနေတာဖြစ်ပါတယ်ရှင်နောက်ထပ်သိချင်တဲ့ဆွဲစေချင်တဲ့ပေါ့နော်ပုံလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်မကို comment မှာရေးပေးခဲ့လို့ရပါတယ်ရှင်ကျွန်မလည်း